ထွန်းပလဲရတနာပါအကုန်လုံးအဲ့လိုမျိုးတို့လွတ်ရထားဘယ်သူပါမှန်းမသိဘူးဆိုတော့အဲ့လိုအဲ့ဒါကိုအရင်စိတ်ဝင်စားရမှာကိုရီနဲ့ဘယ်သူပလဲနဲ့ဘယ်သူပြိုင်ရမလဲပေါ့နော်အရင်စိတ်ဝင်စားရနိုင်တော့နိုင်နေတာပေါ့ပြိုင်မှာတော့လေဒါပေမဲ့ပလဲအကောင်းဆုံးလုပ်မယ်ပေါ့နော်လောလောဆယ်ကတော့အခုသွေးမပူသေးသွေးမပူတော့အဲ့လိုနိုင်ချင်စိတ်တွေကထွက်မလာသေးဘူးတင်ပါတယ်အဓိကပလဲကရှုံးသွားရင်မကြိုက်ဘူးဆိုအဲ့လိုကိုဒေါသရိုက်ထွက်တာအားမလို့အားမနိုင်ဖြစ်အဲ့ကြရင်အဲ့လိုအရန်မနိုင်အောင်စော့မယ်ဆိုအဲ့ကြမှာအဲ့လိုဘူးဆိုတော့မစော့ခင်မှာကြတော့လေအဲ့လိုလေးပါပဲဟုတ်သူတို့လည်းအကောင်းဆုံးကြိုးစားမှာပဲတစ်ခါလေကြတော့လည်းကန်နဲ့လည်းအများကြီးဆိုင်တယ်ပေါ့သူကကိုကိုပြုတ်စေခြင်းပေမဲ့လည်းသူလည်းပြုတ်သွားနိုင်တာပဲလို့အဲ့တော့ fighting လို့ဝင်းနာတယောက်ဝေးရမှာဆိုတော့ကျန်တဲ့လူတွေအကုန်လုံးပြုတ်စေခြင်းပါတယ်ချင်းတယောက်နဲ့တယောက်အဲ့လိုယုံကြည်ရမှလည်းမယုံကြည်ရဘူးလားအဲ့လို mind game နေလဲပါမှာပဲဆိုတော့ဘလဲအကုန်ပြုတ်စေခြင်းနဲ့အကုန်လုံးတော့တတိထားရမယ်လို့ထင်တယ်အဲ့ပြဒီ game ဒီတစ်ခေါက်ကလုံးဝ trust issue အများကြီးပါမယ်ဆိုတော့အကုန်လုံးတော့ယုံကြည်လို့မရဘူးဆိုတော့ထင်တယ်